ရီမန်းချက်ကြီးကြီးမားမားတစ်ခုကိုအောင်မြင်ဖို့ဒါမှမဟုတ်ဟိုပညာရအသစ်တစ်ခုကိုကျွမ်းကျင်ပိုင်နိုင်ဖို့အချိန်ဘလောက်ကြာတတ်လဲဗျဒါကကိုပိုင်စီဝါရေးတစ်ခုစတင်ခြင်းတဲ့သူတွေဖြစ်ဖြစ်ဘာသာစကားအသစ်တစ်ခုလေ့လာနေတဲ့သူတွေဖြစ်ဖြစ်အမြဲတမ်းလို့မေးလိရှိတဲ့မိကွန်းတစ်ခုပေါ့ရှင်ဟုတ်တယ်ဗျကျွန်တော်တို့အားလုံးကဟိုပြက်ကရင်ဘောကရက်ဆွဲတွေကိုကြည့်ပြီးတော့စိုးရင်ပူပန်တတ်ကြတယ်လေဒါပေါ့ဘယ်တော့ပြီးမလဲဆိုတာချီတွေးနေတတ်တာကိုအဲ့ဒီတော့အောင်မြင်မှုဆိုတာအချင်းကာလအပိုင်းခြားနဲ့လုံးဝမဆိုင်ပဲကိုယ်တိုင်ရဲ့အတွင်းပိုင်းပြင်ဆင်မှုတွေရေအချင်းတွေပေါ်မှာဒါအပြည့်အဝမူတည်နေတဲ့ဆိုရင်အဲ့ဒါဆိုရင်တော့တော်တော်လေးစဉ်းစားစရာဖြစ်သွားပြီဒီကနေ့ကျွန်တော်တို့ရဲ့အသေးစိတ်လေ့လာစမ်းစစ်မှုမှာတော့ဒီအကြောင်းအရာတွေကိုနန်းနန်းရှင်းရှင်းတူးဆွသွားမှာဖြစ်ပါတယ်ဗျကျွန်တော်တို့ဆွေးနွေးမဲ့အဓိကရေးမြစ်ကတော့ဟိုလွန်ခဲ့တဲ့နှစ်ပေါင်း2500ကျော်ကလေးကမတန်းတင်ခဲ့တဲ့ရှေးဟောင်းအထောက်ထားတစ်ခုပါဟုတ်ကဲ့အတိအကျပြောရရင်မဆိမနိကာရဲ့မဆိမပနာတက်ပါလိတော့ရာဇဝေါမှာပါဝင်တဲ့ဘောဒီလာကြကူမာရတုတ်ဆိုတဲ့တုတ်တော်ကြီးပဲဖြစ်ပါတယ်ရှင်မှန်ပါတယ်ဗျဒါပဲဒီတုတ်တော်ကိုတာမန်ရှေးဟောင်းဘာသာရေးကျမ်းစာတစ်ခုအနေနဲ့ပဲသဘောမထားစေချင်ပါဘူးဒီအထက်မှာမျက်မှောက်ခေခေါင်းဆောင်တဲ့ပညာသင်ယူနေသူတွေနဲ့ရီမန်းချက်ကြီးသူတွေအတွက်အလွန်ရေးပါတဲ့ချက်တွေပါနေလို့ပါဟုတ်ပါတယ်ရှင်စီမံကိန်းရေးဆွဲခြင်းအဖွဲ့အစည်းကိုဦးဆောင်ခြင်းနဲ့မိမိကိုယ်ကိုခိုင်မာအောင်တိစောက်ခြင်းတို့အတွက်မရှိမဖြစ်လိုအပ်တဲ့လက်တွေ့ကျတဲ့လက်ညွှန်ချက်တွေအများကြီးပါဝင်နေတယ်လीတကယ်ပါပဲဒီချက်အလက်တွေကိုစတင်လေ့လာကြည့်တဲ့အခါ an all for ကောင်းလောက်အောင်တွေးရတဲ့ຢာကလူသားရဲ့စိတ်နဲ့သဘောထားနဲ့ရင်ဆိုင်ရတဲ့အခက်အခဲတွေကလွန်ခဲ့တဲ့နှစ်ပေါင်းထောင်ချီကတည်းကအခုချိန်ထိတိတ်ပြီးပြောင်းလဲမသွားဘူးဆိုတာပါပဲရှင်ဟုတ်တယ်နော်ဖြစ်တည်တာပြောင်းသွားတဲ့လူတွေရဲ့ပြဿနာတွေကအတူတူပဲဟုတ်ပါရှင်အဲ့ဒီခေတ်ကမထန်တင်ခဲ့တဲ့အတွေးခေါ်တွေဟာဒီကနေ့ခေတ်20ရာစုရဲ့လုပ်ငန်းခွင်တွေပညာရေးနယ်ပယ်တွေမှာအမခံကိုလက်တွေ့အသုံးချနေစေပါအချိန်စရာတွေကိုဘလို့သဘောထားမလဲလို့ဖော်ကိုင်ဖက်တွေအကြရိုးထားပွင့်လင်းမှုကိုဘလို့တိစောက်မလဲဆိုတာတွေလေပြီးတော့အခုခေတ်မှာအင်မတန်အဖြစ်များလာတဲ့အလွန်အမြင်အလွတ်လွတ်ရင်စိတ်ရကိုပါပြိုလဲသွားတဲ့အထိပင်မနှွမ်းနဲ့လာတဲ့ပြဿနာတွေကိုဘလို့ရှောင်ရမလဲဆိုတာတွေကိုပါစနစ်ကျကျလမ်းညွှန်ထားတာတွေ့ရတယ်ဗျာဟုတ်ကဲ့ဒါကြောင့်ဒီရှေးဟောင်းအချက်လက်တွေကိုတမိုင်းကြောင်းရချီးပဲမဟုတ်ပဲနေ့စဉ်ဘဝမှာတကယ်တမ်းလက်တွေ့အသုံးချနိုင်မဲ့ညမင်ညာတွေဖြစ်ပြောင်းလဲပြီးကျွန်တော်တို့ဆွေးနွေးသွားကြမှာပါအစားပထမဆုံးအနေနဲ့ဒီတုတ်တော်တွေကအလွန်စိတ်ဝင်စားဖို့ကောင်းတဲ့ဇလန်းလေးတစ်ခုနဲ့ရင်းဆုံးဆက်တင်ချင်ပါတယ်ဗျာပြပါအောင်ရှင်ဘလို့ဇလန်းလေးလဲဇလန်းလေးကဦးဒေနာမင်းကြီးရဲ့သားတော်ဘော်ဒီမင်းသားကနေအစားပြုပါတယ်မိသားဟာကော်ကနတ်တာလေးအမေရလေအလုံးကိုခါနာကြည့်ရတဲ့ပြသစ်ကြီးတစ်ခုကိုဒီဆောက်ခဲ့တယ်ဗျာကြည့်ရခါနာတဲ့အဆောင်အုံတကြီးပေါ့ဟုတ်တယ်ဒီပြသကြီးဆောက်လို့ပြီးစီးတဲ့အခါအောင်ပွဲခံတဲ့အနေနဲ့တော့ကုသိုလ်ယူတဲ့အနေနဲ့ပါမြတ်စွာဘုရားရှင်နဲ့တန်ဟာတော်တွေကိုအတိဆက်စပြသကြီးမှာစွမ်းစားပင်ဖိတ်ခဲ့ပါတယ်ဒါကတော့တာမန်ဒရိတ်ထုံးစံတစ်ခုလို့ပါပဲဒါပေမဲ့အဲ့ဒီအချိန်မှာဗောဓိမင်းသားဟာယရနာပစ္စည်းပြည့်စုံနေပေမဲ့သားသမီးယရနာကိုတော့အလွန်လိုချင်နေတဲ့သူတစ်ယောက်ဖြစ်နေတယ်ဗျဒါကြောင့်သူကဂျာတဲ့ရဲ့လေးကထစ်တီမှာအလွန်တန်ဖိုးကြီးတဲ့ကံပလာဖြူတွေကိုခင်းကျင်းထားလိုက်ပါတယ်အထူးအစီအစဉ်တစ်ခုကိုလောက်လိုက်တာပေါ့မှန်ပါတယ်ပြီးတော့သူ့စိတ်ထဲမှာတိတ်တဆိတ်အထီးတန်တစ်ခုပြုလိုက်တယ်အဲ့ဒါကတော့ငေါ့မှာသားသမီးရဖို့အကြောင်းပါရင်မြတ်စွာဘုရားဟာလေကားထီတီမှာခင်းထားတဲ့ဒီကံပလာဖြူကိုနင်းပါစေဆိုတာပါပဲဗျာကန်စားတဲ့တဘောမျိုးအထီးတန်ပြုလိုက်တာပဲအထီးအကြပါပဲဒါပေမဲ့တကယ်လက်တွေ့မှာမြတ်စွာဘုရားရှင်ကြွလာတဲ့အခါအဲ့ဒီကံပလာဖြူတွေကိုလုံးဝမနင်းပဲလေခါရင်းမှာတင်ရက်နေတော်မူပါတယ်ဆက်မကြွပဲရက်နေတာပေါ့ဟုတ်တယ်ဗျာအဲ့ဒီလိုရက်နေတဲ့အခါအနီးမှာရှိတဲ့အရှင်အာနန္ဒာကမင်းသားကိုအခြေအနေကိုနားလည်အောင်ရှင်းပြပြီးအဲ့ဒီအဝတ်တွေကိုရုပ်သိမ်းဖို့ပြောထရပါတယ်စဉ်းစားကြရပဲနော်အလွန်ကိုတန်ဖိုးကြီးတဲ့အဝတ်တွေခင်းထားပေးပါလျက်နဲ့ဘာကြောင့်များအဲ့ဒီလိုလုံးဝမနှင်းပဲငင်းပယ်ခဲ့ရတယ်လဲဆိုတာကတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတယ်အဲ့ဒါပဲဗျာအင်ချင်းကအကောင်းဆုံးစီစဉ်ပေးထားတာကိုဘာလို့ညင်ရတာလဲပေါ့အပေါ်ရင်တာမန်တွေးကြည့်မယ်ဆိုရင်တော့ဧည့်သည်တယောက်ကအင်ရှင်ရဲ့စေတနာကိုပယ်ချလိုက်တယ်လို့တမမကုံမင်းသားရဲ့စန္ဒကိုတတ်တတ်မဲ့ညင်းပယ်လိုက်တယ်လို့မြင်နိုင်ပါတယ်ရှင်ဟုတ်တယ်လေတာမန်လူတွေနေနေဆိုရင်အာနာဘီနင်းလိုက်မိမှာပဲဒါပေမဲ့တကယ်အကြောင်းရင်းကအဲ့ဒီထားအများကြီးပုံနဲ့နဲပါတယ်ဖះရှင်ဟာတာမန်ပုဂ္ဂိုလ်တူအနေနဲ့လှုပ်ဆောင်ခဲ့တာမဟုတ်ပဲ
တန်ခါအဖွဲ့အစည်းတစ်ခုလုံးရဲ့ရေရှည်တည်တံ့ခိုင်မြဲမှုကိုကြည့်တဲ့ခေါင်းဆောင်တဦးအနေနဲ့အမျိုးမြင်ရှိရှိဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်ရှင် အဖွဲ့အစည်းရဲ့ရေရှည်ကိုကြည့်တာပေါ့ မှန်ပါတယ်နောင်လာနောက်သားယဟန်ဒီအနေနဲ့အလွန်ကျွမ်းဇင်ချတဲ့အတုံးဆောင်တွေကိုသုံးဆွဲတဲ့အလေးချင်းဆိုးတွေဇင်ခန်းချင်းနဲ့စိုက်တက်တီမဖြစ်ပေါ်လာစေဖို့အတွက်ကြိုတင်ပြီးစီကန့်သက်မှတ်ပေးလိုက်တဲ့သဘောပါပဲ အဲ့ဒီလိုကို ဒါကိုဒီနေ့ခေတ်စီပိုင်းလုပ်ငန်းတွေအဖွဲ့အစည်းတွေနဲ့နှိုင်းယှဉ်ကြည့်ရင်ဖွဲ့စည်းတစ်ခုရဲ့အခြေခံဓလေ့ထုံးတမ်းနဲ့ယဉ်ကျေးမှုကိုခေါင်းဆောင်တယောက်ရဲ့လုပ်ရတစ်ခုကဘယ်လောက်ထိလွှမ်းမိုးနိုင်လဲဆိုတာကိုတွေ့ရမှာပါ အဲ့ဒါကတကယ်ကိုလက်တွေ့ကျတဲ့ဥပမာတစ်ခုပဲလားစဉ်းစားကြည့်ပါအကယ်၍ခေါင်းဆောင်ဖြစ်သူကစီကန်းကိုလစ်လူရှုပြီးအခွင့်ဒုက္ခအနေထားတွေကိုလက်ခံလိုက်မယ်ဆိုရင်နောက်လိုက်တွေကလည်းအဲ့ဒီအတိုင်းလိုက်လူကြတော့မှာပဲလေ အတီးအကျပါပဲရှင်ခေါင်းဆောင်ဖြစ်သူကစီကန်းကိုကိုယ်တိုင်လေးစားလိုက်နာပြမှသာအဖွဲ့အစည်းတစ်ခုလုံးကလမ်းကြောင်းမှမှဆက်လျှောက်ကြမှာဖြစ်ပါတယ် မှန်နေဗျာ တခါတည်းမှာမဲမို့ကာလာမှာလူတစ်ယောက်ကိုစိတ်အလိုလိုက်ပြီးအဆင်ပြေအောင်လုပ်ပေးလိုက်ကရေရှည်မှာအဖွဲ့အစည်းတစ်ခုလုံးရဲ့ကျင့်ဝတ်ကိုထိခိုက်သွားစေနိုင်ပါတယ်ရှင် ဒါကြောင့်ဒီကမလာဖြူဇလန်ဟာအဖွဲ့အစည်းတစ်ခုရဲ့ရေရှည်ကျင့်ဝတ်ကိုထိမ့်သိမ့်ဖို့အတွက်ခေါင်းဆောင်တူဦးနေနဲ့ချစ်ချင်းလင်းကြီးအစဉ်ပြေမှုကိုဆွလွတ်ပြီးစံမြလို့ရဲ့တစ်ခုကိုပြသခဲ့တဲ့အကောင်းဆုံးသင်ခန်းစာတစ်ခုဖြစ်တာပေါ့ ဟုတ်ပါတယ်ရှင်ချက်ချင်းလည်းငယ်လူတစ်ယောက်စိတ်ကျေနပ်ဖို့ထက်အများကြီးအနာဂတ်တော့ပိုပြီးအရေးကြီးတဲ့စံနှုန်းတစ်ခုကိုချမှတ်ပြသွားတာပါ အဲ့ဒီလိုခက်အခြေအနေလေးအပြီးမှာတော့စွမ်းစားပဲကိစ္စတွေပြီးစီးသွားပါလေဗျအဲ့ဒီအချိန်မှာ body mentor ကနောက်ထပ်အလုံးအရေးကြီးတဲ့မေးခွန်းတစ်ခုကိုမေးလျှောက်ပြန်ပါတယ် ။ဘာများမေးလိုက်ပြန်တာလဲရှင် အဲ့ဒါကတော့အရှင်ဖျားတရားထူရဖို့ဒါမှမဟုတ်မိမိလိုအားလဲဘန်းတိုင်တစ်ခုကိုရောက်ဖို့အချိန်ဘယ်လောက်ကြာရပါတယ်လဲဆိုတဲ့မေးခွန်းပါပဲ ။ဟောရင်းနှီးလာတဲ့မေးခွန်းကြီးပါလား ဟုတ်တယ်လေဒါကျွန်တော်တို့အားလုံးမကြာခဏမေးမိတဲ့မေးခွန်းတစ်ခုမဟုတ်လားအလုပ်တစ်ခုစလုပ်ပြီဆိုရင်အောင်မြင်ဖို့ဘယ်နှစ်ကြိုးစားမလဲ ။ဒူပညာရက်ကိုတက်မြောက်ဖို့ဘယ်လောက်အချိန်ပေးရမလဲဆိုတာမျိုးတွေအမြဲတွေးပူတတ်ကြရဲ့လေ အတိအကျပဲ ။လူသားတွေရဲ့တဘာဝကိုကအချိန်ကာလတစ်ခုကိုတတ်မှတ်ထားခြင်းကြတာကိုသွားရမယ့်ခရီးအကွာဝေးကိုတိမှစိတ်အေးချမ်းမှုရရကြတဲ့သဘောရှိပါတယ်ရှင် ဒါပေမဲ့မြတ်စွာဘုရားရှင်ရဲ့တုံ့ပြန်မှုကတကယ့်ကိုအမြင်ကိုစောထုတ်ပြောင်းလဲပြလိုက်တယ်အချိန်ကာလ9နှစ်ကြာမယ်9လကြာမယ်ဒါမှမဟုတ်9ရက်ကြာမယ်ဆိုတာမျိုးအချိန်ကိုအဓိကထားပြီးမဖြေခဲ့ပါဘူး ။အချိန်ကိုပယ်ချလိုက်တာပေါ့ ဟုတ်တယ်အဲ့ဒီအစားအောင်မြင်မှုစူးစမ်းအားထုတ်နေသူတယောက်မှာပဓာနီယ9ပါးလို့ခေါ်တဲ့အင်္ဂါ9ရက်ပြည့်စုံရမယ်အရေးချင်း9မျိုးရှိဖို့ကတော့အဓိကဖြစ်တယ်လို့ဟောကြားခဲ့ပါတယ် ။ဒါကတကယ်ကိုအရေးကြီးတဲ့အလဲ့ပြောင်းမယ် ဆိုလိုတာကပြခရင်ကိုကြည့်ပြီးအချိန်တွက်နေမဲ့အစားကို့မှာအဲ့ဒီအရေးချင်း9ခုချိမရှိရင်ဆုံးကို့ကိုပြန်စစ်ဆေးဖို့လမ်းညွှန်လိုက်တာပါဗျာဒီငါ9ပါးကအခုခေတ်မှာဆိုရင်ဘယ်လောက်ထိလက်တွေ့ကြတယ်လဲဆိုတာတစ်ချက်လောက်ဒီအသေးစီလေ့လာကြည့်ကြအောင် ။ကောင်းပါတယ်ရှင်။ဒါကပြဿနာကိုချင်းကပ်တဲ့ပုံစံလုံးဝပြောင်းသွားတာပါ။အချိန်ကိုစီမံခန့်ခွဲဖို့စူးစမ်းတာထက်ကိုယ့်ရဲ့အရေးချင်းကိုစီမံခန့်ခွဲတာကပိုပြီးလက်တွေ့ကြပါတယ် ဟုတ်တယ်ဗျာ ။ပထနီရဲ့၅ပါးကိုတစ်ချက်ချင်းကြည့်မယ်ဆိုရင်ပထမဆုံးအချက်ကတက်တာပါ။ဒါမိမိတင်ညိုနေတဲ့ဆရာသမားဒါမှမဟုတ်လမ်းညွှန်ပြတာသူ့အပေါ်ယုံကြည်မှုရှိတာကိုဆိုလိုတာပါ ယုံကြည်မှုပေါ့ ဒီကနေ့ခေတ်အနေနဲ့နိုင်ရှင်ပြောရရင်ကိုလိုင်းနာနေတဲ့စနစ်ကိုကိုလမ်းပြပေးနေတဲ့ပုဂ္ဂိုလ်ဒါမှမဟုတ်ကိုယုံကြည်ရလုပ်ငန်းစဉ်တစ်ခုအပေါ်မှာအပြည့်အဝယုံကြည်မှုရှိခြင်းလို့ကောက်ယူနိုင်ပါတယ်ရှင် မန္တဘောအလုပ်တစ်ခုကိုလုံနေပါလျက်နဲ့ဒီနီလန်းကတကယ်ရောဟုတ်ရဲ့လားဒီလန်းကြောင်းကမှန်ရောမှန်ရဲ့လားဆိုပြီးအချိန်ပြည့်တန်တရားတွေဝင်နေမယ်ဆိုရင်ဘယ်လိုမှဖြီးရောက်မှာမဟုတ်ဘူးနော် ဒါပေါ့ရှင်တန်တရားများနေရင်ခြေလန်းကြီးကလေးလံနေမှာပဲ ကိုယ်တိုင်ရဲ့ရွေးချယ်မှုအပေါ်တေချာယုံကြည်ပြီးဇဝေးဇဝါမဖြစ်ပဲရှေ့ဆက်ဖို့ကပထမဆုံးခြေလှမ်းပဲဖြစ်ရမယ်ဗျ ဟုတ်ပါတယ်အဲ့ဒါပြီးဒုတိယအချက်ကိုကြည့်လိုက်ရင်ပို့ပြီးတော့အံ့ဩစရာကောင်းပါသေးတယ်ရှင်ဒုတိယအချက်ကအပ္ပဘာရပါ အပ္ပဖာရဆိုတာက အတိတ်ပဲကတော့အစားကြည်လျက်ပြီးကျမ်းမာရေးကောင်းမွန်ခြင်းလို့ဆိုပါတယ်ရှင် ဝိုးဒီချက်ကိုတော့ကျွန်တော်အထူးသဘောကျမိတယ်ဗျလွန်ခဲ့တဲ့ပေါင်း2500ကျော်ကလေးကရီမိုင်းချက်တစ်ခုကိုအောင်မြင်ဖို့အတွက်အစာရင်ကျမ်းမာရေးခန္ဓာကိုယ်ကျမ်းမာရေးကအရေးကြီးတယ်လို့ထည့်သွင်းပြောကြားခဲ့တာဟာတကယ်ကိုအံ့မခမ်းပါပဲ ဟုတ်ပါတယ်ရှင်ရှေ့ခက်ကတည်းကကျမ်းမာရေးကိုနံပါတ်1ဦးစားပေးခဲ့တာပါ ကိုကဘလောက်ပဲညံကောင်းကောင်းဘလောက်ပဲဇွဲရှိရှိနေမကောင်းဖြစ်နေရင်ဘာမှအားထုတ်လို့ရမှာမဟုတ်ပါဘူးအစာရင်မကောင်းလို့ဘိုင်အောင်နေတဲ့ချိန်မှာ project ကြီးတစ်ခုကိုအောင်မြင်အောင်စဉ်းစားဖို့ဆိုတာမဖြစ်နိုင်သလောက်ပါပဲ လုံးဝကိုမဖြစ်နိုင်တာပေါ့ရှင် ကျမ်းမာရေးဟာတ
တခြားရည်ချင်းတွေအားလုံးကိုအသုံးချနိုင်ဖို့အခြေခံအုတ်မြစ်ဖြစ်တယ်ဆိုတာကိုအတိအလင်းထောက်ပြထားတာပါပဲ ခန္ဓာကိုယ်နဲ့စိတ်ဆိုတာအမြဲဆက်ဆက်နေလာကိုရှင်ရုပ်ပိုင်းဆိုင်ရာမတန်ဆွဲတဲ့စိတ်ပိုင်းဆိုင်ရာကြိုးစားအားထုတ်မှုတွေလည်းအလိုလိုရော့ကျသွားတတ်ပါတယ် ဟုတ်ကဲ့ဗျတတိယချက်ကကောဘာများဖြစ်မလဲ တတိယအချက်ကတော့အတာအမယာဝီလို့ခေါ်ပါတယ်ဆိုလိုတာကကောက်ချစ်စင်းလဲမှုမရှိပဲရိုးသားပွင့်လင်းတာပါရှင် ရိုးသားပွင့်လင်းမှုပေါ့ ဟုတ်ပါတယ်ဒါကိုခေတ်သစ်ဖွဲ့စည်းတွေစီးပွားရေးလုပ်ငန်းတွေမှာအမြဲတမ်းအလေးထားပြောဆိုနေကြတယ်ပွင့်လင်းမြင်သာမှုရှိခြင်းရိုးသားမှုရှိခြင်းဆိုတဲ့သဘောတရားတွေနဲ့ရှင်းကြည့်လို့ရပါတယ်ရှင် အဖွဲ့အစည်းတစ်ခုမှာအလုပ်လုပ်တဲ့အခါဖြစ်စေပညာသင်တဲ့အခါဖြစ်စေကိုမတိတာကိုမတိဘူးလို့ရေးရဲဝမ်းဝမ်းဝန်ခံရဲဘူးလို့တယ်ဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့ သိကြတာပေါ့ရှင်ကိုယ့်ရဲ့အားနည်းချက်တွေကိုဖုံးကွယ်ထားမယ်အမလုံးမိတာကိုတခြားသူတွေမသိအောင်ဖုံးပြထားမယ်ဆိုရင်အဲ့ဒီလူတမို့အဲ့ဒီအဖွဲ့အစည်းဟာတိုးတက်ဖို့လမ်းစားမရှိတော့ပါဘူး အမားကိုဖုံးထားလေပို့ဆိုးလေပဲပေါ့ အင်းစီနိုင်ချင်းကဒါအမှန်တကယ်တိုးတက်မှုအတွက်အဓိကတော့ချက်ဖြစ်ပါတယ်ဆရာသမားလုပ်ဖို့ကြိုက်ဖက်တွေအပေါ်ရောတမှုရှိရမယ်ဆိုတဲ့အချက်ဟာအဖွဲ့အစည်းအတွင်းမှာအချင်းချင်းယုံကြည်မှုတည်ဆောက်တဲ့နေရာမှာအရေးကြီးဆုံးပါပဲရှင် ဒါတကယ်ကိုလက်တွေ့ကြတဲ့အချက်ပဲဗျာစတုတချက်ကကော စတုတ္တချက်ကအာယထဗီရိယပါရှင်မကောင်းမှုကိုပယ်ချောက်ပြီးကောင်းမှုတွေပြည့်စုံလာဖို့အတွက်မစုံမနစ်တဲ့ဇွဲလုံးလက်ရှိရမယ်လို့ဆိုပါတယ် ဇွဲလုံလာပေါ့အလုပ်တစ်ခုစလုပ်ကစားမှာတော့အလုံးကစိတ်အားထက်တန်နေတကြပဲပဲလန်ကူလန်မှာအခက်ခဲတွေတွေ့လာတဲ့အခါ ဒါမှမဟုတ်ပုံမှန်လို့ရုပ်လို့ရှင်နေကြီးရဖြစ်လာပြီးပြင်းစရာကောင်းလာတဲ့အခါမျိုးပေါ့ရှင် အတိကြပဲအဲ့ဒီလိုအချိန်မှာလက်လျှော့မဖြစ်ပဲဆက်ပြီးစူးစမ်းနိုင်တဲ့ခံနိုင်ရည်စွမ်းအားရှိဖို့လိုအပ်ပါတယ်ဗျာဒါအရှုံးမပြေတဲ့စိတ်ဓာတ်ပါပဲ ဟုတ်ကဲ့နောက်ဆုံးပင်စမချက်ကတော့ပညာဖြစ်ပါတယ်ရှင် ပညာဆိုလို့စောက်ထဲကအတိပညာမျိုးလားဗျာ မဟုတ်ဘူးရှင်ဒီနေရာမှာပညာဆိုတာတာမန်စာအုပ်ထဲကအသိပညာတွေကိုအလွတ်ကျက်မှတ်ပြီးတက်ကျွမ်းတာမျိုးကိုဆိုလိုတာမဟုတ်ပါဘူးအကြောင်းနဲ့အကျိုးကိုရှင်းရှင်းလင်းလင်းခွဲခြားစိတ်ဖြာနိုင်စွမ်းအဖြစ်ဖြစ်တွေရဲ့ဖြစ်ပေါ်လာမှုနဲ့ပျက်စီးသွားမှုသဘောတရားတွေကိုတေချာထိုးထွင်းသိမြင်နိုင်တဲ့အဆင့်မြင့်ဉာဏ်ပညာကိုဆိုလိုတာပါရှင် ကိုလုံနေတဲ့အလုပ်တစ်ခုလမ်းကြောင်းလွဲသွားရင်ဘာကြောင့်လွဲသွားသလဲဆိုတာကိုအထင်ရှားပြီးပြန်လဲတဲ့မှတ်နိုင်တဲ့စွမ်းရည်မျိုးဖြစ်မှာပေါ့ ဟုတ်ပါတယ်ရှင်ပြဿနာကိုသုံးသပ်နိုင်တဲ့စွမ်းရည်မျိုးပါ ဒါဆိုရင်ရှင်းသွားပါပြီဗျကိုက project တစ်ခုကိုအောင်မြင်ခြင်းတယ်ဒါမှမဟုတ်ရည်မှန်းချက်တစ်ခုကိုအကောင့်ထဲပေါ်ခြင်းတယ်ဆိုရင်ဒီအလုပ်ကြီးဘယ်လောက်ကြာမလဲလို့အချင်းကိုချီလိုက်တွက်ချက်နေမယ်အစားကိုမှဒီအရေးအချင်း၅ခုပြည့်စုံနေပြီလားဆိုတာကိုအရင်ဆုံးကိုစမ်းစီရမယ်ပေါ့ မှန်ပါတယ်ရှင်အချိန်ကိုမေးမဲ့အစားကိုမေးကုန်းထုတ်ရမှာပါ ကိုလမ်းညွှန်ချက်ကိုယုံကြည်သလားခန္ဓာကိုယ်ကျမ်းမာရေးကောင်းရလားအမားကိုဝန်ခံရဲတဲ့ရိုးသားမှုရှိရလားမစုံမနစ်တဲ့ဇွဲလုံးလားရှိရလားပြီးတော့အကြောင်းကျူးကိုခွဲချမ်းစိတ်ချနိုင်တဲ့ဉာဏ်ပညာရှိရလားဒီအင်္ဂါငါးနဲ့ပြည့်စုံနေပြီဆိုရင်အောင်မြင်မှုဆိုတာအချိန်ကြိုသွင်းမှတင်ရရှိလာနိုင်တယ်ဆိုတဲ့သဘောပါပဲလား ဒီညမှာနောက်ထပ်စဉ်းစားစရာတစ်ခုကဖျားရှင်ဟာဒီငါးပါးကို theory သက်အနေနဲ့စာအုပ်ထဲတော့နေဖတ်ပြီးဟောကြားခဲ့တာမဟုတ်ဘူးဆိုတာပါပဲရှင် ကိုတွေ့အတွေ့အကြုံတွေနဲ့ပြခဲ့တာလားဗျာ ဟုတ်ကဲ့ရှင်ကိုတိုင်းဘွားမှာပြင်းပြင်းထန်ထန်ဖြတ်တန်းခဲ့ရတဲ့ကိုတွေ့အတွေ့အကြုံတွေနဲ့သက်သေပြပြီးဟောကြားခဲ့တာဖြစ်ပါတယ် ဘလို့အတွေ့အကြုံတွေလဲဗျာ ဖျားရှင်ကသူ့ကိုယ်တိုင်အလားရနဲ့ဥဒကရသေးကြီးတွေထံမှာပညာသင်ယူခဲ့စဉ်ကအတွေ့အကြုံတွေနောက်ပြီးချောင်းနေတိုင်းတိုင်းအစာငတ်ခန္ဓာအသက်ရှူအောင်တာစတဲ့အလွန်ပြင်းထန်တဲ့ဒုက္ခရစီယာအကျင့်တွေကိုကျင့်သုံးခဲ့ပုံတွေကိုလက်တွေ့သက်သေပြချက်တစ်ခုအနေနဲ့ပြန်လည်ပြောကြားခဲ့ပါတယ်ရှင် ဒီအချက်ကတော်တော်လေးကိုတတိထားစရာကောင်းတယ်ဗျာချောင်းနဲ့တိုင်းတိုင်းအဆငယ်ခံတယ်ခန္ဓာကိုယ်အလွန်အမင်းညင်ပန်းနေဆက်တယ်ဆိုတာဟာအခုခေတ်လူလေတွေစီးပွားရေးသမားတွေကြားမှာခစ်စားနေတဲ့အနာမယူပဲအလွန်မဲ့အလုပ်လုပ်တဲ့ဒလီနဲ့တွားပြီးဆင်တူနေပါတယ် ဟုတ်ပါပြီရှင်တကယ်ကိုခစ်တဲ့အစွမ်းရောက်မှုပါပဲ အောင်ငင်ချင်းစောနဲ့နေမာညာမနာအလုပ်လုပ်ကြတယ်အင်းရပြခံကြတယ်အစားအသောက်အချင်းမစားပဲကိုဖျားတဲ့အလွန်မင်းပေးကြတယ်လေရလက်အနေနဲ့ဘာဖြစ်လာတယ်လဲဆိုတော့နောက်ဆုံးမှာခန္ဓာကိုယ်ရောစိတ်ပိုင်းဆိုင်ရာပါလုံးဝပြိုလဲသွားတဲ့အထိပင်ပန်းနွမ်းနေတော့ကြတာပါပဲဗျာ ဟုတ်ကဲ့အဲ့ဒါကိုအခုခေတ်မှာ burnout လို့ခေါ်ကြတာပေါ့ရှင် မနဲ့ဖျားရှင်ရဲ့တက္ကစရိယအချင်းဆိုတာ
ဒီကနေ့ခေတ်ကအလုံးကျွမ်းအလုပ်လုပ်ပြီးစက်ရုံကိုပါပြုတ်လဲသွားတဲ့ချီနီနဲ့အတိအကျကိုတွားတူနေပါတယ်ဗျာ ဟုတ်ပါတယ်ရှင်အဆုံးရောက်တဲ့အကျင့်ဒီကိုအလွန်မင်းဖိအားပေးမှုတွေနဲ့ဒီစဉ်စစ်မှန်ပြီးရေရှည်တည်တံတဲ့အောင်မြင်မှုကိုမရနိုင်ဘူးဆိုတာကိုဖျားရှင်ကိုယ်လိုက်တက်တည်ပြခဲ့တာပါ ရေရှည်မခံမှုပေါ့ဗျာ ဒီလိုပြင်းထန်လွန်းတဲ့အကျင့်တွေကိုကျင့်သုံးပြီးနောက်မှာဒီလမ်းကြောင်းဟာအောင်မြင်မှုစီကိုသွားတဲ့လမ်းမှန်မဟုတ်ဘူးဆိုတာကိုသဘောပေါက်သွားခဲ့ပါတယ်ရှင်ဒါကြောင့်မို့လို့ခန္ဓာကိုယ်ကိုမျှတအောင်အာဟာရပြန်လည်မိရွေးခဲ့ပါတယ် ကျမကြီးကိုပြန်ဦးစားပြလိုက်တာပေါ့ မှန်ပါတယ်ရှင်အဲ့ဒီလိုခန္ဓာကိုယ်ကျန်းမာရေးကိုပြန်လဲဂရုစိုက်ပြီးမဇိမပฏิပဒါလို့ခေါ်တဲ့အလဲအလလန်းစဉ်ကိုကျင့်သုံးမှသာလျှင်ဖျားဖြစ်ကိုရောက်ရှိခဲ့တာဖြစ်ပါတယ်ရှင် ဆိုတော့ကအောင်မြင်မှုဆိုတာကိုတေလို့မျောပါဖြစ်တဲ့အထိဖိအားပေးပြီးပြေးရတဲ့အဖြစ်ပြန်ပွဲမဟုတ်ဘူးပေါ့ဗျာ လုံးဝမဟုတ်ပါဘူးရှင် ရည်မှန်းချက်တစ်ခုကိုရောက်ဖို့အတွက်ကိုယ့်ရဲ့ကျန်းမာရေးမိသားစုနဲ့အချိန်ဖြုံးမှုစိတ်ချမ်းသာမှုတွေကိုအကုန်လုံးပုံအောင်ပြီးစတေးပြီးစရာမလိုဘူးဆိုတဲ့သဘောပဲဗျာ လုံးဝကိုမှန်ကန်ပါတယ်ရှင်မြတ်တဲ့ဘဝနေထိုင်မှုပုံစံရှိဖို့ကိုယ့်လက်ကျန်းမာရေးကိုအထူးဂရုစိုက်ဖို့ဆိုတဲ့လမ်းညွှန်ချက်တွေကိုလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းကအတိအလင်းပေးခဲ့လာဖြစ်ပါတယ် တကယ်ကိုအမျောအမြင်ကြီးမားလာတယ်ဗျာ ကိုယ်ခန္ဓာကမကျန်းမာဘူးစိတ်ကပင်ပန်းနွမ်းနေပြီးထိုင်းမိုင်းနေတယ်ဆိုရင်ဘလောက်ပဲညံကောင်းကောင်းဘလောက်ပဲအခွင့်အရေးတွေရှိနေပါစေလူတစ်ယောက်ခါသူ့ရဲ့အကောင်းဆုံးစွမ်းဆောင်ရည်ကိုထုံသုံးနိုင်မှာမဟုတ်ပါဘူးရှင် ဟုတ်တယ်ဗျာစွမ်းရည်တွေကျဆင်းသွားမှာပဲ ဒါကြောင့်အလဲအလက်လန်းစင်ဆိုတာအောင်မြင်မှုအတွက်အကောင်းဆုံးနဲ့ရေရှည်အခက်နိုင်ဆုံးနည်းပြတစ်ခုဖြစ်ပါတယ်ရှင် ကဲအခုဆိုရင်ကျွန်တော်တို့ဆွေးနွေးခဲ့တဲ့အကြောင်းအရာတွေကိုပြန်လဲခြုံငုံကြည့်ကြရအောင်ဗျာအစပိုင်းမှာဦးတင်နာမင်းကြီးရဲ့သားတော်ဘော်ဒီမီတာကသူ့ရဲ့ဗျာဒတ်တီကြီးမှာကံပလာဖြူခင်းပြီးဖျားရှင်ကိုပင့်ဖိတ်တဲ့ဇလန်းလေးတွေစတင်ခဲ့ပါတယ်ဗျာ ဟုတ်ကဲ့ရှင် ဒီဇလန်းလေးကလည်းစင်ခေါင်းဆောင်တယောက်ရဲ့အမျော်အမြင်ရှိမှုအဖွဲ့အစည်းတစ်ခုရဲ့ရေရှည်ရင်ကျေးမှုကိုထိမ့်သိမ်းဆောင်ရှောက်ဖို့ကချက်ချင်းလက်ငယ်အဆင်ပြေမှုကိုဆုံးလွတ်ရတဲ့တတ်တည်တွေကိုတွေ့မြင်ခဲ့ရပါတယ်ဗျာအဲ့ဒီနောက်မှာတော့အရေးကြီးဆုံးမေခွန်းဖြစ်တဲ့အောင်မင်းဖို့အချိန်ဘယ်လောက်ကြာမလဲဆိုတဲ့မေခွန်းကိုရောက်လာပါတယ် ဒီမေကွာထအဖြေကတော့အချိန်ကာလကိုအာယုံစိုက်နေမဲ့အစားကို့မှာအရေးချင်း9ရက်ပြည့်စုံနေပြီလားဆိုတာကိုအရင်ဆုံးတိဆောက်ဖို့ပါပဲရှင် မှန်ပါဗျာအဲ့ဒီအရေးချင်း9ရက်ထဲမှာကိုယ့်ရဲ့လမ်းညွှန်မှုအပေါ်အပြည့်အဝယုံကြည်တာခန္ဓာကိုယ်ကျန်းမာရေးကောင်းမွန်အောင်အထူးဂရုစိုက်တာ ကိုရောသူတစ်ပါးကိုပါရိုးသားပွင့်လင်းမှုရှိတာမစို့မနစ်တဲ့ဇွဲလုံးလာရှိတာနဲ့အကြောင်းအကျိုးကိုမှန်ကန်စွာခွဲချင်းစိတ်ထားနိုင်တဲ့ဉာဏ်ပညာရှိတာတွေပါဝင်ပါတယ်ရှင် အထူးသဖြင့်ကျန်းမာရေးကိုဂရုစိုက်ဖို့နဲ့ကိုယ်မတိရာကိုရိုးသားစွာဝန်ခံနိုင်တဲ့ပွင့်လင်းမြင်သာမှုချီဖို့ဆိုတဲ့အချက်တွေဟာယနေ့ခေတ်နေ့စဉ်ဘဝမှာအလွန်ကိုလက်တွေ့ကြတယ်နော် တကယ်ပါပဲရှင်နောက်ဆုံးအနေနဲ့ကတော့အောင်မြင်ခြင်းစောနဲ့အစွန်းရောက်တဲ့အကျင့်တွေကိုရှောင်ကျဉ်ပြီးစိတ်ရောကိုယ်ပါကျန်းမာရေးကိုထိန်းသိမ်းနိုင်တဲ့အလဲအလက်လမ်းစဉ်ကိုရွေးချယ်ဖို့အရေးကြီးကြောင်းလေ့လာခဲ့ရပါတယ်ရှင် ဟုတ်တယ်ဗျာဒီအချက်တွေအားလုံးဟာ theory စောက်ထက်ကစကလုံးတွေတက်တက်မဟုတ်ပဲလက်တွေ့ဘဝမှာအမြဲတမ်းအသုံးချနေရမယ့်အရာတွေဖြစ်တာကိုတွေ့ရမှာပါပညာရအတစ်တစ်ခုကိုလေ့လာနေတာပဲဖြစ်ဖြစ်အလုံးခွင်မှာတာဝန်တစ်တစ်ခုကိုယူထားရတာပဲဖြစ်ဖြစ် ဒါကြီးဘလောက်ပြီးမလဲအောင်မြင်ဖို့ဘလောက်ကြာအောင်မလဲဆိုပြီးအချင်းကိုပဲကြည့်ပြီးစိုးရင်ပူပန်နေမစားကိုယ့်ရဲ့အခြေခံအုတ်မြစ်တွေကိုအရင်ဆုံးစစ်ဆေးတင်ပါတယ်ရှင် ငါချမ်းမကြီးကိုကောင်းရဲ့လားငါရဲ့လောက်ဖို့ကွင်ဖက်ဒီအပေါ်ငါရိုးသားပွင့်လင်းဖို့ရှိရလားဆိုတာမျိုးပေါ့ဗျာ ဟုတ်ပါတယ်ရှင်အခက်ခဲကြုံလာရင်ရင်ဆိုင်ဖြည့်ရှင်းနိုင်တဲ့ဉာဏ်ပညာနဲ့ဇွဲလုံးလာငါမှအစင်တင်ထင်နေပြီလားဆိုတာတွေကိုစမ်းစစ်ဖို့အကြံပြုချင်ပါတယ်။အုတ်မြစ်ခိုင်မာသွားပြီဆိုရင်တော့အောင်မြင်မှုဆိုတာလိုက်ရှာစရာမလိုပဲသူ့အချိန်နဲ့သူရောက်လာမှာအသေးချပါပဲရှင် တကယ်ကိုကောင်းမွန်တဲ့အကြံပြုချက်ပါပဲဗျာဒီတော့ဒီနေ့လေလာစမ်းစစ်မှုကနေနောက်ဆုံးအနေနဲ့တွေးတောစရာမျိုးကိုတစ်ခုခြံထားခဲ့ချင်ပါတယ်ဗျာ ။ဘာများလဲရှင် ကျွန်တော်တို့အားလုံးဟာကိုလိုချင်တဲ့ပန်းတိုက်တစ်ခုအောင်မြင်မှုတစ်ခုကိုရဖို့တဲ့အချိန်နဲ့ခွန်အားတွေကိုရင်းနှီးမှုနိုင်ပြီးစ조사ကြပါတယ်ဒါပေမဲ့တခါတလေမှာကိုရည်မှန်းထားတဲ့ project ကမအောင်မြင်တာဒါမှမဟုတ်ကိုမျှော်မှန်းထားတဲ့ပန်းတိုင်ကအကြောင်းအမျိုးမျိုးကြောင့်ပျက်စီးသွားတာမျိုးတွေရှိတတ်ပါတယ်ဗျာ ။ဒါကတော့ရှောင်လွှဲလို့မရတဲ့ဘဝရဲ့အစိမ့်တစ်ဆိုင်တစ်ခုပေါ့ရှင် အဲ့ဒီလိုအချိန်ကြီးမျိုးရောက်လာရင်တော့ကိုယ့်ရဲ့စ조사မှုတွေအလကားဖြစ်သွားပြီလားတကယ်လို့များစစ်မှန်တဲ့အောင်မြင်မှုဆိုတာကိုလိုချင်တဲ့ရလက်ကိုရရှိခြင်းတတ်တတ်မဟုတ်ပဲအဲ့ဒီရလက်ကိုရဖို့စ조사နေစီအတော်အတွင်းမှာကိုတိဆော့ခဲ့ရတဲ့ယုံကြည်မှုကြာမာရေးရိုးသားမှုဇွဲလုံလာနဲ့ဉာဏ်ပညာဆိုတဲ့ဒီအင်္ဂါ၅ပါးကိုပိုင်ဆိုင်သွားတဲ့လူတစ်ယောက်ဖြစ်ပြောင်းလဲသွားခြင်းကသာလျှင်အ
အစစ်မှန်ဆုံးအောင်မြင်မှုဖြစ်နေမလားဗျာ တကယ်ကိုလေးနဲ့တဲ့အတွေ့တစ်ခုပါပဲရှင် ပန်းတိုင်ဆိုတာပျောက်ကွယ်သွားနိုင်ပေမဲ့ဒီအရေးချင်း9ရက်နဲ့ပြီးဆုံးသွားတဲ့လူတစ်ယောက်ဟာနောက်ထပ်ဘလို့စိန်ခေါ်မှုမျိုးကိုမဆိုရင်ဆိုင်ကျော်လွှားနိုင်တဲ့အစွမ်းအားတွေအလိုလိုရရှိသွားပြီမဟုတ်ပါလားဗျာဒီအတွေ့လေးကိုနားဆင်သူတွေကိုယ်တိုင်ဆက်လက်ပြီးအဖြေရှာကြည့်ကြဖို့တိုက်တွန်းရင်းနဲ့ဒီနေ့အတွက်တော့ဒီလောက်နဲ့ပဲရပ်နားလိုက်ကြအောင်ဗျာ ဟုတ်ကဲ့ပါရှင်လူသားအောင်ကိုယ်ပိုင်အေးချင်းဒီကိုခိုင်မာစွာတည်ဆောက်နိုင်ကြပါစေရှင်